မြူရီဆိုင်ရဲ့မနက်ခင်းတစ်ခုမှာပြီးဟူတောင်ရဲ့လှုပ်ချန်သူအကြီးကဲလောင်းကရှင်ရှမ်းရဲ့အတွင်းဘက်မြေကမ်းနဘေးမှာပေါ်လာလို့ဂိုင်းသားတွေကရုတ်ရုတ်တဲဖြစ်နေပြီးအကြီးကဲတွေလည်းရောက်ရှိလာကအလောင်းကိုစစ်ဆေးနေပြီးဒီကိစ္စကအပြူလူလောက်တာဆိုရင်ဂိုင်းကမတိဘဲမနေဘူးလို့ပြောကသူကတော့ဂိုင်းသူလောက်တာပဲဖြစ်ရမယ်လို့ဆိုလိုက်ပါတယ်အဲဒီနောက်တောင်တခင်တွေကဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့တပည့်တွေအများကြီးစေလွတ်ခဲ့ရတော့ဘာတစ်ခုမှရှာမတွေ့ခဲ့လို့စိတ်ပူနေကြပါတယ်ဒါအဆောင်ကတပည့်တွေကအစင်းနေတာမို့ဒီကိစ္စမှာပါဝင်မှုမဖြစ်နိုင်ကြောင်းနဲ့ပေါင်ကန်းလေးကလည်းပုံမှန်ဆိုရင်စကားသိမများပေမဲ့အခုရက်ပိုင်းအရင်ကတည်းကပူပြီးတိတ်ဆိတ်ငြိမ်သက်သွားလို့တရားခံကဘယ်သူဖြစ်မလဲဆိုတာတုံးကူဟန်ရဲ့တပည့်ကစဉ်းစားနေပြီးစိတ်နဲ့လူနဲ့မကပ်ပဲဓားလေးချင်းနေတဲ့ပေါင်ကန်းလေးကိုအသက်ကိုငြိမ်ငြိမ်ရှူပြီးလေ့ကျင့်ဖို့နဲ့တက်ရှူတာငြိမ်မှဓားပြန်ရင်အမြန်နှုံးနဲ့အင်အားကိုထိန်းချုပ်နိုင်မှာလို့ဆိုလိုက်ပါတယ်အဲဒီနောက်လူနေရာရောက်ရှိလာပြီးဟူတောင်ကတေဆုံးသွားတဲ့အကြီးကဲရဲ့တဲလုံစားရပြီလို့ပြောတော့ပေါင်ကန်းလေးဟာစိုးရင်ထိန်လန့်သွားပြီးစိတ်နဲ့လူနဲ့မကပ်ကသူ့စီလာနေတဲ့ဓားပြန်ကိုလည်းမတိလိုက်ခဲ့တာကြောင့်တုံးကူဟန်ရဲ့တပည့်ကျော်လေးကကဲပေးလိုက်ရပါတယ်ဒီရက်ပိုင်းစိတ်နဲ့လူနဲ့မကပ်လို့ဘာဖြစ်တာလဲလို့မေးလိုက်တော့လေ့ကျင့်တာများပြီးသူရမ်းပင်ပန်းနေလို့ပါလို့ဆိုကသူ့တခင်လေးအိမ်စီထွက်လာခဲ့ပါတယ်ထုံးစံအတိုင်းအိမ်တန်ရှိရေးတွေလုပ်ပြီးသွားတော့ဟိုနေ့ကကိစ္စကတခင်လေးလောက်တာလားလို့မေးလိုက်ပြီးရလာတဲ့တဲလုံစားတွေထဲမှာတေဆုံးသွားတဲ့အကြီးကဲရဲ့ဓာတ်တရားကအရန်ချုံမွေးနေတာကြောင့်တရားခံကအရန်တော်တဲ့ဆရာကြီးဖြစ်ပြီးအသုံးပြုတဲ့ဓာတ်ကလည်းအရန်နာမည်ကြီးတဲ့ဓာတ်ဖြစ်တာကြောင့်ခုတ်ပြစ်တာမှအရန်တော်တဲ့သူကသူ့တခင်လေးပဲရှိရလို့ပြောလိုက်ပြီးအဲ့ဒီနေ့ကသူလာတဲ့အချိန်မှာတခင်လေးလည်းမရှိတာကြောင့်အခုသူနင်းနဲ့ကြောက်လန့်ပြီးစိုးရိမ်နေတယ်လို့ပြောလိုက်တော့ကိုငပြင်းဟာပေါင်ကန်းလေးကိုကြည့်ပြီးတနာသွားကအဲ့ဒီလူကိုသူတက်လိုက်တာလို့ဆိုလိုက်ပါတယ်တခင်လေးကဘလို့လူမျိုးလဲလို့မေးလိုက်တော့သူဘသူလဲဆိုတာအရေးမကြီးတာဖြစ်လို့ဒီကိစ္စကိုအကြီးကဲတွေနဲ့သူ့ဆရာသုံးခုဟန်စီကိုပြောပြလို့ရတယ်လို့ဆိုလိုက်ပါတယ်တခင်လေးရဲ့လက်ဝက်ချက်တွေကိုမဖုံးကွယ်ပဲသူ့ကိုပြောပြနေတာဟာတချို့အချိန်တွေမှာသူ့အတွက်ကောက်ွယ်ပေးပြီးကူညီပေးချင်တာမလားလို့ပေါင်ကန်းလေးကမေးလိုက်တော့တချိန်ကသူနဲ့နေတဲ့အတူတူရှိခဲ့တာကြောင့်ဖုံးကွယ်ထားရင်ရှေ့လျှောက်အလုံးရှုပ်ရမှာဖြစ်လို့အလုံးမရှုပ်စေခြင်းလို့ဆိုပြီးကိုငပြင်းကပြောလိုက်ပါတယ်တည်ဆုံးသွားတဲ့အကြီးကဲကလူဆိုးလားလူကောင်းလားဆိုတာသူမသိပေမဲ့သူ့ဘက်ကကြည့်ရင်လူဆိုးပဲလို့ပေါင်ကန်းလေးကဆိုကသူ့တခင်လေးကိုလည်းသူ့ကြောင့်အလုံးမရှုပ်စေရဘူးလို့ပြောကထွက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာရွှေယုံကောကတုံးကူဟန်ရဲ့တပည့်ကျော်လေးအထင်ကြီးအောင်လို့အမှန်ကန်တိုင်းဝက်တွေထုတ်နေတဲ့အချိန်မှာကိုငပြင်းရောက်ရှိလာခဲ့လို့အားလုံးကကိုငပြင်းစီကိုပဲအာရုံစိုက်နေကြပါတယ်အတီးချင်းလေးကိုကန်ကတီတီငိမ့်ငိမ့်နဲ့ဓာတ်တောင်မိုးရဲ့ထိတ်ဆိုးကိုတက်သွားတော့ပါရမီရှင်တွေတော့မိုင်900ပဲတက်နိုင်တာကိုသူကမိုင်600ကျော်အထိအေးအေးဆေးဆေးတက်သွားတဲ့အခါဂိုင်းသားတွေကအံ့ဩနေကြပါတယ်ထန်းကွန်းတောင်ထိပ်ကပါရမီရှင်နောက်အချိန်2နှစ်3မှမိုင်600ကိုတက်နိုင်ခဲ့တာဖြစ်လို့ချင်းယုံတောင်ကတောင်တခင်ကယုံလဲချောပြီးအရေးချင်းရှိတဲ့ကိုငပြင်းကိုတေချာပေါက်သူတို့ချင်းယုံတောင်ကိုခေါ်မယ်လို့ဆိုလိုက်ပါတယ်တောင်တခင်ကကိုငပြင်းတောင်ပေါ်ကိုတက်သွားတာဟာဓာတ်ဝယူဖို့နဲ့လေ့ကျင့်နေတာလို့ထင်နေပြီးတကယ်တော့ကိုငပြင်းဟာလာရွယ်ကိုတွေးချင်တာတခုတည်းကြောင့်တောင်ပေါ်ကိုတက်သွားခဲ့တာဖြစ်ပါတယ်ဘာလို့အလောင်းကိုဖြစ်တယ်လို့မြေထဲပြစ်ထားတာလဲလို့လာရွက်ကမေးတော့သူလူမတက်ရတာကြာပြီဖြစ်လို့လောင်းကိုဘလို့ဖြည့်ရှင်းရမလဲဆိုတာသူမေးနေပြီဖြစ်ကြောင်းနဲ့အလောင်းဖြောက်ရတာကအရန်လှုပ်ရှုပ်တယ်လို့ကိုငပြင်းကဆိုလိုက်ပါတယ်နောက်ပိုင်းသူများတွေလက်စားလာချီမှာဖြစ်လို့အလုံးရှုပ်ရမှာကိုမကြောက်ဘူးလားလို့မေးလိုက်တော့အရင်ကသူ့စီလက်စားလာချီတဲ့လူတွေအားလုံးကိုလည်းသူတက်ပစ်လိုက်တာဖြစ်လို့ပြဿနာမရှိဘူးလို့ဆိုကဒဏ်ရာတွေအမြန်ပြန်တက်တာလာစေဖို့စေးပလင်းပေးခဲ့ပြီးတောင်အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်ကိုငပြင်းကိုအားပေးနေတဲ့လူအုပ်ကြီးကလည်းသူဓာမရလာလို့စိတ်မကောင်းဖြစ်ခါနောက်ရက်တွေမှာပြန်ကြိုးစားလို့ရတာဖြစ်လို့စိတ်ထဲမကြဖို့နဲ့အာမလျှော့ဖို့ကိုပြောဆိုကနှစ်သိပ်ပေးနေကြပါတယ်အဲဒီနောက်ဓာတ်တောင်ပေါ်မှာလေ့ကျင့်နိုင်အောင်မြင်သွားတဲ့ကြောက်လာရွေဟာတောင်အောက်ကိုဆင်းလာတော့ပထမဆုံးဓာတ်ဆောင်ကအကြီးကဲကိုအရင်တော့တွေ့ရမှာကိုသွားမတွေ့သေးပဲကိုငပြင်းရဲ့အိမ်ကိုအရင်သွားခဲ့တာကြောင့်ဂိုင်းထဲမှာကိုငပြင်းဟာအိစက်နေတဲ့လာရွေရဲ့နှလုံးသားကိုရခဲ့တဲ့သူဆိုပြီးနာမည်ကြီးနေခဲ့ပါတယ်ဂိုင်းထဲကိုစရောက်ကြတဲ့ကအိမ်မှာပဲတစ်ချိန်လုံးနေပြီးကလထိုင်တစ်လုံးပုံမှာပဲအိတ်နေတဲ့သူဟာအနေအေးပြီးတစ်ချိန်လုံးလေ့ကျင့်နေတဲ့လာရွက်နဲ့ဘလို့တည်သွားခဲ့ရလဲလို့ရေရှမ်းတို့ကတယောက်နဲ့တယောက်ပြောဆိုကအတွေ့ချောင်းရင်းဆက်ဆူနေကြပါတယ်အရန်ပြေးလို့ကြည်စိမ်မကျင်ပဲအမြဲအိတ်နေတာဟာသူဟန်ဆောင်ထားတာဖြစ်ပြီးညဘက်တွေမှာတောင်ထိပ်ပေါ်မှာခိုးပြီးလေ့ကျင့်နေတာကြောင့်လာရွက်နဲ့တီးခဲ့တာဖြစ်မယ်လို့ရွှေယုံကိုကဆိုလိုက်ပါတယ်လောက်ကျန်သူကိုခုတ်ပြစ်လိုက်တဲ့ဒါဟာအရန်ပြည့်ပြည့်စုံနေပြီးသူ့ထက်အားမနေတာဖြစ်လို့တစ်ချိန်လုံးပြင်းရင်နေတဲ့သူကဘလို့လုံးလိုက်တာလဲလို့လာရွက်ကမေးလိုက်ပြီးဒီလိုပြည့်ပြည့်စုံတဲ့ဓာတ်ချက်ကအလွယ်တကူလူတွေအာရုံစိုက်တာခံရနိုင်တယ်လို့ဆိုလိုက်ပါတယ်ဘယ်ကိစ္စတွေပဲဖြစ်ဖြစ်ဘယ်သူမှလျှို့ဝှက်ချက်ကိုတသက်လုံးမဖုံးကွယ်ထားနိုင်တာဖြစ်လို့အထူးတလေဖုံးကွယ်ရတာကိုအလုတ်ရှုပ်တယ်လို့ကငပြန်ဆိုလိုက်ပါတယ်အဲ့ဒီချိန်မှာရှမ်းတေတောင်ရဲ့မြေရောက်ခန်းတွေကပြီးဟူတောင်တခင်လိန်ဖို့ရင်လွတ်မြောက်လာခဲ့ပြီးအတွင်းဆောင်ထဲမှာတောင်ကျ
န်းနေရကြောင်းကြီးကဲတွေကလည်းရောက်ရှိလာကတပည့်တွေအားလုံးကိုလုံခြုံတဲ့နေရာပို့လိုက်ပြီးနောက်လိန်ဖော့ရင်ကိုဝိုင်းပြီးနေနေကြပါတယ်လိန်ဖော့ရင်ဟာတောင်တခင်တွေကတယောက်ဖြစ်လို့အကြီးကဲတွေလည်းမထိန်ချုံနိုင်တာကြောင့်ရှမ်းတေတောင်တခင်ဖြစ်တဲ့ရွမ်ချီချင်းကိုယ်တိုင်ရောက်ရှိလာကလိန်ဖော့ရင်ကိုကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ပြီးထိန်ချုံလိုက်ပါတယ်သူ့ရဲ့ပင်လယ်အဆင့်စွမ်းအားကပဝန်းကျင်တစ်ခုလုံးအေးခဲသွားခဲ့တာကြောင့်ကြောက်စရာကောင်းတဲ့စွမ်းအားပဲလို့လာရောကဆိုလိုက်တော့ကုငပြင်းကပင်လယ်အဆင့်မဟုတ်ကြောင်းနဲ့အစိုးရကလေးကပင်လယ်အဆင့်ကိုကြော်ပြီးကောင်းကင်အဆင့်ကိုဝင်သွားပြီဖြစ်ကြောင်းရှင်းပြလိုက်တော့သူ့လိုတာမန်ဓာတ်ဆောင်ရဲ့တပည့်ကတောင်တိတ်တခင်ရွမ်ချီချင်းရဲ့အကြောင်းကိုဘလို့လုပ်ပြီးတွင်ကြကြသိရလဲလို့လာရွက်ကစိတ်ထဲမှာတွေးတောနေရင်သူ့မှာလျှို့ဝှက်ချက်ကြီးကြီးမားမားရှိရမယ်လို့အတွေးထဲမှာဆိုကအပိုင်း6လည်းပြီးဆုံးသွားခဲ့ပါတယ်